တန်ဆဲမှုသည်နတ်တမြအစင်တန်းမြင်၏ပညာရေးရဲ့တကယ်အရွယ်ချက်ကဘာလဲဆိုတော့လူသားတွေကိုလူပီးသားတဲ့လူသားတွေဖြစ်ကောင်းအစင်တန်းမြင့်တဲ့လူသားတွေဖြစ်အောင်နေတတ်အောင်ထိုင်တတ်အောင်ပြောတတ်အောင်ဆိုတတ်အောင်စိတ်ထားမြင့်မြတ်အောင်သင်ပြရမယ်ဒီလိုပြောရင်မှားမလားမမှားပါဘူးဗျာမမှားပါဘူးเนาะဒီစကားကိုပဲအမျိုးမျိုးပြောင်းပြီးပြောသွားမယ်เนาะပညာရေးရဲ့ရွယ်ချက်ကလူသားတိုင်းကိုတန်တန်ရှင်းရှင်းနေတတ်အောင်သင်ပေးရမှာပဲတန်တန်ရှင်းရှင်းမနေတတ်သေးဘူးဆိုရင်ပညာရေးအဆင့်တန်းတော်တော်နှိမ့်သေးတယ်ယဉ်ကျေးမှုအဆင့်တန်းတော်တော်နှိမ့်သေးတယ်လို့ဆိုလိုရမယ်ဒီတစ်ခုနဲ့လုံလောက်ပြီလို့မဆိုလိုပါဘူးဒီအချက်တွေပါရမယ်လို့စဉ်းစားစေချင်တယ်เนาะဖုန်းသီးဖက်လိုက်ရတယ် cleanliness is next to godliness ဒီစကားကကြပြဆန်းဆန်းတင်စားပြီးတော့ပြောတာ cleanliness ဆိုတာတန်ရှင်းမှုကိုပြောတာတန်ရှင်းမှုဆိုတာခန္ဓာကိုယ်တန်ရှင်းတာစိတ်တန်ရှင်းတာနေတဲ့ထိုင်တဲ့နေရာတန်ရှင်းတာအိမ်ဝန်းတန်ရှင်းတာအိမ်ရှိကလမ်းတန်ရှင်းတာအကုန်ပါပြီနော် next to ဆိုတာအဓိပ္ပာယ်ပါတော့ဘေးချင်းရန်ထားတဲ့သဘောပေါ့ကက်လက်သဘောမျိုးသဘောချင်းနီးနေတဲ့သဘောမျိုးနတ်ကို God လို့ခေါ်ပါတယ်နတ်တမျှပဲလို့ဆိုလိုတယ်တန်ရှင်းမှုဒီနတ်တမျှအစင်တန်းမြင့်သောသဘောဖြစ်၏မြင့်လျက်တဲ့အစင်တန်းမြင့်တယ်လို့ဆိုလိုချင်တာပါတန်ရှင်းတာဟာအစင်တန်းမြင့်တယ်လို့အဓိပ္ပာယ်ရတယ်